ရောင်စုံတော့မီးများတွေ့တာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အဲ့ကောင်မလေးသူကဘသူလဲဟဲ့သူဘေးနဲ့မပေါ်တွင်နဲ့ပြေစကားပြောဖို့မတော်တွေပဲဟဲ့ဒါကြောင့်ငါရှော့နေခဲ့၍လက်ရှော့စင်ပေါ်တွင်နဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေ့လိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူတို့ကတူတူပဲလိုက်ပြီတူနဲ့နူပဲကြိုက်သည်သူတို့ကလည်းဘာတွေကိုလက်ပြီးတော့မကြိုက်သည်အော်ကြိုက်ပြီငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝအိုင်နီဟိုချမ်းဆက်ငမ်းဆက်ဆိုကလူလည်းမငန်းကြောထားတဲ့ဥပါငါတို့ကိုတွေ့ရဆိုမလားဟိုမှာလာနေပြီချိုသားချစ်တတ်တဲ့